ဒီဇလန်းလေးဟာကောင်းလေးတစ်ယောက်ရဲ့မထင်မှတ်ပဲမော်လောကကြီးတစ်ခုလေးကိုရောက်သွားချိန်မှာဘလို့အနေရတွေနဲ့ရင်ဆိုင်ရမလဲဘာတွေဆက်ဖြစ်နေလဲတနေ့မှာတာမန်လူသားလေးပီဇက်ဟာသူ့ဘဝရဲ့ခီးစဉ်ကိုမသိလိုက်ပဲတကားမရှိတဲ့မော်လိုင်းတစ်ခုလေးကိုလွင်မျောသွားခဲ့တယ်အခုတော့သူကိုယ်တိုင်ပဲအာနိတင်လို့ခေါ်တဲ့မော်လောကကြီးတစ်ခုကိုစတင်တွေ့ရှိလိုက်တယ်ဘာတွေတွေ့ရမလဲဘာတွေဆက်ဖြစ်မလဲသူကိုယ်တိုင်မသိသေးပါဘူးအဲ့ဒီနောက်သူ့မျက်လုံးတွေမှာမယုံနိုင်စရာကောင်းအောင်မိုးကုတ်ဆက်ဝိုင်းကြီးကိုထိုးဖောက်ထားတဲ့မော်ကျောင်းတော်ကြီးတစ်ခုသူတွေ့လိုက်ရတယ်အဲ့ဒီမှာပဲပီဇက်ဟာသူ့ရဲ့စွမ်းအားတွေကိုရှာဖွေရမယ့်ခရီးစဉ်ကိုစတင်ရတော့မယ်ထို့အချိန်သူ့လက်ထဲကထွက်ပေါ်လာတဲ့အလင်းနဲ့အမှောင်မော်စွမ်းအင်တွေဟာပီဇက်ကိုယ်တိုင်တော့မထိန်ချုပ်နိုင်သေးတဲ့မော်စွမ်းအားတွေထွက်ပေါ်နေတယ်ဒါပေမဲ့ဒီစွမ်းအားတွေကပဲသူ့ကိုအနည်းရရဲ့အလဲကိုဆွဲခေါ်သွားခဲ့ပါတယ်ဒီလိုနဲ့ညတညမှာတွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုဟာအကောင်းဆုံးမိတ်ဆွေဆိုတာတကယ်တော့တင့်ကိုဓာတ်နဲ့ထိုးမဲ့သူဆိုတာဒီစက်တယောက်မသိခဲ့ဘူးညမောင်ရဲ့အရေးတွေအောက်မှာလင်းစင်းရဲ့တစ္ဆာဖောက်မှုကိုသူမြင်လိုက်ရတယ်သူဘာဆက်လုပ်မလဲအဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲပျက်စီးနေတဲ့ဖះเจ้าဟောင်းကြီးထဲမှာပီဇက်နဲ့သူ့မိတ်ဆွေတွေဟာမှောင်မိုက်ကိုင်းရဲ့အင်အားစုတွေကိုရင်ဆိုင်တိုက်ခိုက်နေရပါတယ်ဒါဟာသူတို့ရဲ့ယုံကြည်မှုတွေကိုစမ်းသပ်နေတဲ့တိုက်ပွဲတစ်ခုလို့ပြောလို့ရပါတယ်ဒါပေမဲ့ပီဇက်ရဲ့တိုက်ခိုက်ခြင်းကဒီမှာတင်မပြီးဆုံးသေးပါဘူးမာနတ်နဲ့ရှင်ပြိုင်တိုက်ခိုက်ရပြန်ပါပြီမာနတ်ရဲ့အင်အားတွေနဲ့ပီဇက်ရဲ့စွမ်းအားတွေဟာမိုးချိုးပစ်နေတဲ့ကောင်းကင်ပြင်ကြီးပေါ်မှာတိုက်ခိုက်နေကြပါတယ်အချိန်အတော်ကြာတိုက်ခိုက်ပြီးတဲ့နောက်ဒီတိုက်ပွဲမှာပီဇက်နဲ့သူ့မိတ်ဆွေတို့ဟာမာနတ်နဲ့သူ့ရဲ့တပ်ဖွဲ့တွေကိုတိုက်ခိုက်အနိုင်ယူလိုက်ပါတယ်တိုက်ပွဲကြီးပြီးဆုံးသွားတဲ့နောက်ပီဇက်ဟာလောကနှစ်ခုကြားကတတိုင်းကိုဖြူချပစ်လိုက်ပါတယ်ဒါပေမဲ့ဒီဇလန်းဟာအစတစ်တစ်ခုပါပဲသူ့ရဲ့ခီးစဉ်ကဒီမှာတင်မရက်သေးပါဘူးဘယ်ကိုခီးဆက်မလဲဒါမှမဟုတ်ဘာတွေဆက်ဖြစ်မလဲဆိုတာအတိအကျမပြောနိုင်သေးပါဘူး